မိုးရီတဲကြီးမဲကြီးရွာသွန်းနေတဲ့စိုးမျိုးရဲ့တညက်နေခင်းမှာအိုတယ်စုလို့ခေါ်တဲ့အမျိုးသားတစ်ယောက်ဟာရဲစခန်းတစ်ခုရဲ့တောင်းမှာမူမူယူယူနဲ့အော်ဟစ်တောင်းကျမ်းနေပါတယ်။သူဟာတာမန်ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်ပြီးဒီနေ့ဟာလေသူ့ရဲ့ချစ်လာစွာသောသမီးလေးရဲ့မွေးနေ့ရက်မြတ်လည်းဖြစ်ပါတယ်။အရင်မူးနေတဲ့သူ့ရဲ့အိတ်ကက်ထဲမှာတော့သမီးလေးအတွက်ဝယ်လာတဲ့အယုံလေးတစ်ခုလက်ဆောင်ပါခဲ့ပါတယ်။ရဲစခန်းကနေသူ့တငယ်ချင်းဖြစ်သူဂျိုဝမ်ကလာရောက်အမခံပေးပြီးခေါ်ထုတ်သွားတဲ့အချိန်မှာအိုတယ်စုဟာလောကကြီးကိုဘာအာဃာတမှမရှိသလိုအပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်လိုပြုမှုနေခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာဆိုတာကျိုးနေခံမှန်းလို့မရနိုင်တော့အောင်စမ်းကြလာပါပဲ။တငယ်ချင်းဖြစ်သူကဖုံးဆက်ဖို့ခဏလေးအလစ်မှာအိုတယ်စုတစ်ယောက်ရုတ်တရက်ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ဘသူကခေါ်သွားမှမသိဘယ်ကိုရောက်သွားမှမသိပဲသူတတိယလာတဲ့အချိန်မှာဟိုတယ်အခန်းပုံစံပြင်ဆင်ထားတဲ့အခန်းချင်းလေးတစ်ခုထဲမှာသူ့ကိုယ်သူပြန်တွေ့လိုက်ရပါတယ်။ဒီအခန်းဟာတာမန်ကြီးရင်တက်ရက်တူရှိပေမဲ့တကယ်တမ်းကျတော့လွတ်လန်းမရှိတဲ့ငရဲတစ်ခုပါပဲ။တရင်မောက်မရှိထွက်ပေါက်မရှိတန်တကားတစ်ချက်သာရှိတဲ့ဒီအခန်းမှာတော့သူဘာကြောင့်ဒီကိုရောက်နေလဲဆိုတဲ့မေးခွန်းကသူ့ကိုစတင်နှိပ်စက်နေပါတော့တယ်။ရက်ဒီလာတွေခုံဆုံးလာတာနဲ့အမျှအိုတယ်စုရဲ့စိတ်အခြေအနေဟာတဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတယ်။မနက်စာနေ့လယ်စာညစာအချိန်မှန်လာပို့တဲ့အစားအသောက်ကလည်းတရုတ်ပြည်ကလာတဲ့ဖတ်ထုတ်ကျော်တစ်မျိုးသာဖြစ်ပါတယ်။သူဘလောက်ပဲအော်ဟစ်မေးမြန်းပါစီတရင်ပေါက်ကအပေါက်ငယ်လေးကနေအစာလာပို့တဲ့လက်တစ်ဖက်ကလွှဲပြီးဘယ်လူသားတစ်ယောက်ကိုမှစကားပြောခွင့်မရခဲ့ပါဘူး။သူ့အတွက်ပြင်မာလောကနဲ့ဆက်တော်ခင်ရတဲ့တခုတည်းသောအရာကတော့အခန်းထောင်မှာဖွင့်ထားတဲ့ TV ငယ်လေးတစ်လုံးပါပဲ။တရက်မှာတော့ TV သတင်းကနေကြားလိုက်ရတဲ့သတင်းတစ်ခုကြောင့်အိုတယ်စုရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားခဲ့ရပါတယ်။အဲ့ဒါကတော့သူ့ရဲ့ဇနီးတဲ့ဖြစ်သူရဲရဲဆက်ဆက်အသက်ခံလိုက်ရပြီးအဓိကတန်တရားရှိသူတရခန့်အဖြစ်သူ့ကိုရဲတပ်ဖွဲ့ကနေရှာဖွေနေတဲ့ဆိုတဲ့သတင်းဆိုကြီးပါပဲ။သူဟာဒီအခန်းကြီးလေးထဲမှာပိတ်လောင်ခံထားရတာဖြစ်ပေမဲ့အပြင်လောကမှာတော့ဇနီးတဲ့ကိုတက်ပြီးထွက်ပြေးနေတဲ့ဒူသက်တရခန့်အဖြစ်ဆွဆွဲခံလိုက်ရပါတယ်။ဒီလိုနာကျင်မှုဒီလိုဒေါသတွေကိုသူဘလို့မှဖြေဖျောက်လို့မရနိုင်ခဲ့တော့ပါဘူး။ကိုကိုတက်တည်ဖို့စူးစမ်းခဲ့ပေမဲ့လည်းအခန်းထဲမှာလျှို့ဝှက်ဓာတ်ငွေထုတ်လုပ်ပြီးသူ့ကိုမေးစေးပေးကုသပေးကတေခွင့်မရှိပဲဆက်လက်ရှင်သန်စေခဲ့ပါတယ်။အချွေရီဟာတရွေ့ရွေ့နဲ့ကုံဆုံးသွားလိုက်တာအခုဆိုရင်9နှစ်10နှစ်မကတော့ပဲ15နှစ်တင်းတင်းပြည့်လာခဲ့ပါတယ်။ဒီ15နှစ်တာကာလအတွင်းမှာအိုတယ်စုဟာတာမန်လူတယောက်မဟုတ်တော့ပါဘူး။သူ့ကိုဒီလိုလုပ်ခဲ့တဲ့သူကဘယ်သူလဲ။ဘာကြောင့်ဒီလိုလုပ်ခဲ့ရလဲဆိုတာနေ့စဉ်နဲ့အမျှတွေးတောရင်လက်စားချေဖို့အတွက်ပြင်းပြတဲ့စိတ်ဓာတ်နဲ့ရှင်သန်နေထိုင်ခဲ့ပါတယ်။သူဟာတီဗီကလာတဲ့လက်ဝဲပွဲကြီးတိုက်ခိုက်နည်းတွေကိုကြည့်ပြီးသူ့ရဲ့ခန္ဓာကိုယ်ကိုတန်မဏိလိုမာကြောအောင်လေ့ကျင့်ခဲ့ပါတယ်။သူ့ရဲ့လက်သီးတွေဟာနိုင်ရန်တွေကိုထိုးနှက်ရင်းမာကြောလာခဲ့သလိုသူ့ရဲ့စိတ်ဓာတ်ကလည်းရက်ဆက်ကြမ်းကြုတ်တဲ့တာရဲတကောင်အဖြစ်ကိုပြောင်းလဲလာခဲ့ပါတယ်။သူ့ကိုမုန်းတီးနိုင်တဲ့လူစီရင်ကိုစာအုပ်တအုပ်နဲ့မှတ်တမ်းတင်ထားပြီးတနေ့လွတ်မြောက်ခဲ့ရင်အဲ့ဒီလူတွေအကုန်လုံးကိုတပ်ပစ်မယ်လို့ကြုံဝါထားပါတယ်။15နှစ်ကြာပြီးရဲ့နောက်တနေ့မှာတော့အိုတယ်စုဟာမေစီပေးခံရပြီးအိပ်ပျော်သွားခဲ့ပါတယ်။သူပြန်လို့လာတဲ့အချိန်မှာတော့ဟိုတယ်အခန်းကြီးထဲမှာမဟုတ်တော့ပဲလူသွားလူလာများတဲ့တက်ခေါင်မှုပေါ်ကခီးဆောင်အိတ်တစ်ခုတည်းကိုရောက်နေခဲ့တာကိုတွေ့လိုက်ရပါတယ်။အိတ်ထဲကနေထွက်လာတဲ့အချိန်မှာသူ့ရဲ့မျက်နှာပေါ်ကိုကြောက်ရွံ့လာခဲ့တဲ့နေအောင်ကြီးလေးပြင်းနေရင်းနဲ့မြို့ပြရဲ့အတန်ပေါင်းစုံဟာသူ့အတွက်တော့အိမ်မက်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။သူဟာလွတ်လပ်မှုကိုရသွားခဲ့ပြီးဖြစ်ပေမဲ့သူ့ရဲ့စိတ်ထဲမှာတော့မိကွန်းများစွာပြည့်နေနေသေးပါ။15နှစ်နှလုံးဘာကြောင့်ဖမ်းထုတ်ထားခဲ့တာလဲအခုမှဘာကြောင့်ပြန်လုပ်ပေးခဲ့တာလဲဆိုတဲ့မိကွန်းတွေသာရှိနေခဲ့ပါတယ်။သူဟာအနီးနားကစားသောက်ဆိုင်တစ်ဆိုင်ကိုဝင်ရောက်လာပြီးတွေ့ကြရလူတစ်ယောက်ရဲ့ဖုန်းကိုလူကဖုန်းဆက်ဖို့ကြိုးစားခဲ့ပေမဲ့ဘသူ့ကိုဆက်ရမှန်းမသိခဲ့ပါဘူး။အဲဒီနောက်ဂျပန်စားသောက်ဆိုင်တစ်ဆိုင်ကိုရောက်သွားခဲ့ပြီးအဲဒီမှာမီဒိုလို့ခေါ်တဲ့စာဖုံမှုအမျိုးသမီးငယ်လေးနဲ့စတင်တွေ့ဆုံခဲ့ပါတယ်။အိုတယ်စုကလက်လက်ဆက်ဆက်ရေပွဲအရှင်ကိုဝါစားရင်15နှစ်တာငတ်မှုခဲ့တဲ့အရာသာနဲ့ခန်းစားချက်တွေကိုထွက်ပေါက်ပေးလိုက်ပါတယ်။ဒါပေမဲ့စားရင်နဲ့ရုတ်တရက်တတိတက်သွားတဲ့သူ့ကိုမီဒိုကတနာပြီးသူမရဲ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။မီလူရဲ့အိမ်မှာတတိယလာတဲ့အိုတယ်စုဟာသူ့ရဲ့အတိတ်ကအကြောင်းအရာအချို့ကိုရေးရွရင်းငိုကြွေးခဲ့ပါတယ်။မီဒိုဟာသသိန်းသက်လူတစ်ယောက်ဖြစ်ပေမဲ့အိုတယ်စုရဲ့နှဆိုင်နဲ့နာကျင်မှုကိုခံစားမိပြီးသူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုတယ်စုဟာသူ့ကိုဖမ်းချုပ်ခဲ့တဲ့နေရာကိုရှာဖွေဖို့အတွက်တဲလုံသားတစ်ခုကိုစတင်တတိယလိုက်ပါတယ်။အဲ့ဒါကတော့15နှစ်လုံးလုံးသူစားခဲ့ရတဲ့ဖတ်ထုတ်ကျော်ရဲ့အရာသာပါပဲ။ဖတ်ထုတ်ကျော်ရဲ့အရာသာဟာသူ့ရှာပေါ်မှာဆွဲထင်နေပြီးဒီဖတ်ထုတ်ကျော်ဘယ်ဆိုင်ကရလဲဆိုတာကိုသိရင်သူ့ကိုချုံနှံထားတဲ့နေရာကိုရှာတွေ့နိုင်မယ်လို့ယုံကြည်နေခဲ့ပါတယ်။အိုတယ်စုနဲ့မီလူတို့ဟာမြို့ထဲကတရုတ်စားသောက်ဆိုင်အားလုံးကိုလိုက်လံမြည်ဆန်းပြီးဖတ်ထုတ်အရသာကိုရှာဖွေနေကြပါတယ်။ဆိုင်ပေါင်းများစွာကိုဝင်ထက်ပြီးနောက်ဆုံးမှာတော့အပြာရောင်နဂါးလို့ခေါ်တဲ့စားသောက်ဆိုင်တစ်ဆိုင်မှာဖတ်ထုတ်အရသာဟာသူ15နှစ်လုံးစားခဲ့တဲ့အရသာနဲ့ထပ်တူကြနေတာကိုတွေ့လိုက်ရပါတယ်။ဒီတဲလွန်သားကနေတဆင့်ဖတ်ထုတ်ပို့တဲ့နေရာကိုလိုက်ရှာရင်းနောက်ဆုံးမှာတော့သူနေခဲ့ရတဲ့ဟိုတယ်ပုံစံအကျဉ်းထောင်တစ်ခုကိုရှာတွေ့သွားခဲ့ပါတယ်။အကျဉ်းထောင်ကိုရောက်တဲ့အချိန်မှာတော့အိုတယ်စုဟာသူ့ရဲ့ဒေါသတွေကိုထိန်းချုပ်မရတော့ပဲသူတစ်ချောင်းကိုကန်ဆွဲပြီးအဆောင်တွေအားလုံးကိုတယောက်တည်းရင်ဆိုင်တိုက်ခိုက်ပါတယ်။ကျင်းမြောင်းတဲ့ဈေးမြတ်တစ်လျှောက်မှာဖြစ်ပွားခဲ့တဲ့ဒီတိုက်ခိုက်မှုဟာသွေးပြက်စရာကောင်းလောက်အောင်ကြမ်းတမ်းပြီးအိုတယ်စုရဲ့15နှစ်တာစုဆောင်းထားခဲ့တဲ့အမုန်းတရားတွေပေါက်ကွဲထွက်လာပြီးထိခိုက်ဒဏ်ရာတွေရှိနေပေမဲ့လည်းဒါကျင်မှုကိုဂရုမစိုက်ဘဲရန်သူတွေကိုတယောက်ပြီးတယောက်ဖြိုခွင်းခဲ့ပါတယ်။နောက်ဆုံးမှာတော့အကျဉ်းတော်မန်နေဂျာကိုဖမ်းဆီးပြီးသူ့ကိုဘသူကခိုင်းလဲဆိုပြီးမေးခွန်းတွေမေးပါတယ်။ဒါပေမဲ့အဖေမရခင်မှာပဲအခန်းထဲကကွန်ပျူတာတစ်လုံးကနေဗီဒီယိုကောတစ်ခုဝင်လာခဲ့ပါတယ်။မျက်နှာပြင်ပေါ်မှာပေါ်လာတဲ့သူကတော့
ဒီဝူချင်းလို့ခေါ်တဲ့တတိတယောက်ဖြစ်ပြီးသူဟာအိုတယ်စုကိုဖန်ခိုင်းတဲ့တရားခံအစ်စ်ဖြစ်ပါတယ်ဒီဝူချင်းဟာအေးစိတ်တည်ငြိမ်တဲ့အပြုံးနဲ့အိုတယ်စုကိုစင်ကောစကားပြောကြားခဲ့ပါတယ်မင်းကိုဘာကြောင့်15နှစ်ဖမ်းထားလဲဆိုတာထက်ဘာကြောင့်15နှစ်ကြာမှပြန်လို့ပေးလဲဆိုတဲ့အဖြေကိုရှာကြည့်ပါလို့သူကဆိုပါတယ်ပြီးတော့9ရက်အတွင်းအဖြေမှန်ကိုရှာနိုင်ရင်သူကိုယ်တိုင်တည်ပေးမယ်လို့ကတိပေးခဲ့ပါတယ်အိုတယ်စုဟာဒီဝူချင်းရဲ့စင်ကောမှုကိုလက်ခံပြီးအဖြေရှာဖို့ကြိုးစားပါတော့တယ်အဲ့ဒီအချိန်မှာပဲအိုတယ်စုနဲ့မီတိုတို့ကြားကတန်ရုံးစင်ကပုံမှန်နဲ့ဆိုင်လာပြီးချစ်သူရဲ့အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာအတူတူနေထိုင်ရင်ရုပ်ပိုင်းဆိုင်ရာဆက်ဆံမှုတွေရှိလာခဲ့ကြပါတယ်။အိုတယ်စုအတွက်တော့မီတိုဟာသူ့ရဲ့တအူးတဲသောအားကိုးရာသူ့ရဲ့အထီးကျန်ဘဝတွေကအလင်းရောင်လေးတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့မသိလိုက်တဲ့အချက်ကတော့ဒီအချစ်ဇလန်ဟာဒီယူချင်းရဲ့ရက်ဆက်တဲ့အစီအစဉ်တွေကအစိပ်ပိုင်းတစ်ခုဖြစ်နေတယ်ဆိုတာပါပဲ။အိုတယ်စုဟာသူ့ရဲ့အတေးဟောင်းကိုပြန်လဲတူးဆွရင်အထက်တန်းကျောင်းသားဘဝတုန်းကအဖြစ်အပျက်တစ်ခုကိုပြန်တတိရလာခဲ့ပါတယ်။သူကျောင်းထဲနေတော့ဒီယူချင်းနဲ့သူ့ရဲ့အမဖြစ်သူလီဆွန်အားတို့အကြောင်းကောလာဟာလာတစ်ခုကိုသူဖြတ်ရုပ်ခဲ့ကြောင်းတတိရလိုက်ပါတယ်။အဲ့ဒီအချိန်တုန်းကသူမြင်ခဲ့ရတဲ့မြင်ကွင်းတစ်ခုပြောခဲ့တဲ့စကားတစ်ခုကလီဆွန်အားကိုဝင်ရှိရဆိုတဲ့ကောလာဟာလာဖြစ်စေခဲ့ပြီးနောက်ဆုံးမှလီဆွန်အားကအချက်ရပြီးတရားပေါ်ကခုံချကကိုတက်တည်သွားခဲ့ပါတယ်။ဒီယူချင်းဟာသူ့အမတည်ဆုံးရခြင်းရဲ့တရားခံကအိုရင်စုရဲ့စကားကြောင့်ဖြစ်တယ်လို့ယူဆပြီးအခုလိုလက်သားချီဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။အိုရင်စုကအမှန်တရားကိုသိလိုက်ရတဲ့အချိန်မှာလီယူချင်းရှိရတိုက်ခန်းကိုတွားရောက်ပြီးထိတ်တိုက်တွေးဆုံခဲ့ပါတယ်။ငါဖြီးတိမင်းအမတည်ဆုံးရတာဘာကြောင့်ဆိုတာငါဝန်ခံနဲ့အခုငါ့ကိုတက်ချင်တက်လိုက်တော့လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ဒီယူချင်းဟာအေးဆက်ဆက်ရဲမောရင်မင်းအဖြေမှန်ကိုသိတယ်ဆိုပေမဲ့အကြီးကြီးတဲ့အပိုင်းတစ်ခုလွတ်နေသေးတယ်လို့ပြောပြီးတစ်တာတစ်လုံးကိုဖွင့်ပြလိုက်ပါတယ်။အဲ့ဒီတစ်တာထဲမှာပါလာတဲ့အရာကတော့ဓာတ်ပုံအေဗန်တစ်ခုဖြစ်ပါတယ်။အဲ့ဒီအေဗန်ကိုဖွင့်လိုက်တဲ့အခါမှာတော့အိုတယ်စုရဲ့နှလုံးသားတစ်ခုလုံးရက်တန့်သွားမှတက်ဖြစ်သွားခဲ့ပါတယ်။ဓာတ်ပုံထဲမှာမီတိုရဲ့ကလေးဘဝကနေကြီးပြင်းလာတဲ့အထိပုံတွေအစစ်စစ်ပါဝင်နေပါတယ်။မီတိုဆိုတာတခြားသူမဟုတ်ပဲအိုတယ်စုရဲ့15နှစ်ကြာဝဲကွာခဲ့တဲ့သမီးရင်ဖြစ်တယ်ဆိုတဲ့အမှန်တရားကိုဖော်ပြနေပါတယ်။ဒီဦးချင်းဟာအိုတယ်စုကို15နှစ်ကြာဖမ်းထားခဲ့ုံသာမကသူလွတ်လာတဲ့အချိန်မှာသူသမီးအရင်နဲ့ချစ်ကြိုက်ပြီးဆက်ဆံမိအောင်စိတ်ညှို့ပညာနဲ့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။ဒါဟာတာမန်လက်စားချင်ခြင်းမဟုတ်ဘဲလူချင်းဝင်တဲ့စက်ကျင်နဲ့အဆိုးဝါးဆုံးပြစ်ဒဏ်တစ်ခုပေးလိုက်ခြင်းဖြစ်ပါတယ်။အိုတယ်စုဟာဒီအမှန်တရားကိုသိလိုက်ရတဲ့အချိန်မှာ YouTube မှတ်တမ်းခန်းစားလိုက်ရပါတယ်။သူဟာကြမ်းမြင့်ပေါ်မှာလူးလင်ရင်အော်ဟစ်ငိုကြွေးခဲ့ပါတယ်။သူ့ရဲ့သမီးရင်းနဲ့သူပြုတ်မှုခဲ့ရတဲ့အရာတွေအတွက်ကိုရုံရှာမုန်းတီးမိပြီးစိတ်ဝိညာဉ်တစ်ခုလုံးကြီးမွာသွားခဲ့ပါတယ်။လူဦးချင်းကတော့သူ့ရဲ့လက်စားချင်မှုအောင်မြင်သွားပြီဆိုပြီးကျဉ်းတဲ့အမူအရာနဲ့ကြည်နေခဲ့ပါတယ်။အိုတယ်စုဟာမီတိုကိုဒီအမှန်တရားကိုမသိစေချင်ခဲ့ပါဘူး။ဒါကြောင့်သူဟာလီဦးချင်းရဲ့ခြေထောက်ကိုဖက်ပြီးတောင်းပန်ခိုင်းရပါတော့တယ်။ကျေးဇူးပြုပြီးမီတိုကိုအမှန်တရားမပြောပါနဲ့။သူမတည်သွားရင်ဂျူးသွားလိမ့်မယ်။ငါ့ကိုခွေးတကောင်လိုသဘောထားပြီးခိုင်းချင်ရခိုင်းပါ။ငါရှာကိုဖျက်ပေးလိုက်ရမလားလို့ပြောရင်ကကြစ်တလက်ကိုယူကာသူ့ရဲ့ရှာကိုသူကိုယ်တိုင်ထက်တောက်ပြီးပေးဆက်ခဲ့ပါတယ်။တွေးရတဲ့နေကြားကတောင်းပန်နေတဲ့အိုတယ်စုရဲ့ပုံစံဟာလူသားတစ်ယောက်ရဲ့ဂုဏ်သိက္ခာလုံးဝမရှိတော့ပဲတမီးသစ်သူအတွက်အရာအလုံးဆုံးလုပ်ခဲ့ရတဲ့ဖခင်တစ်ယောက်ရဲ့မြစ်တာကိုမြင်တွေ့ရပါတယ်။ဒီဦးချင်းကတော့အိုတယ်စုရဲ့လုပ်ရက်ကိုကြည့်ပြီးသူ့ရဲ့လက်စားချင်မှုပြီးဆုံးသွားပြီလို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာမီတိုကိုအမှန်တရားကိုမပြောတော့ပဲထွက်ခွာသွားခဲ့ပါတယ်။ဒါပေမဲ့ဒီဦးချင်းကိုယ်တိုင်ကလည်းအတိတ်ကနာကျင်မှုတွေအမားဖြစ်သူအပေါ်မှာထားခဲ့တဲ့ပမန်ကန်တဲ့တန်ရောစင်တွေအကြောင်းဆက်လက်ရှင်သန်ခြင်းစိတ်မရှိတော့ပါဘူး။သူဟာတန်လေကားထဲမှာသူ့ရဲ့အတိတ်ကိုပြန်လဲအောင်မေ့ရင်သူ့ကိုယ်သူတနန်းနဲ့ပြစ်ခတ်ပြီးအဆုံးစီရင်သွားခဲ့ပါတယ်။ဇလန်ရဲ့နောက်ဆုံးအပိုင်းမှာတော့အိုတယ်စုဟာစိတ်ညှို့ပညာရှင်တယောက်စီကိုတွားရောက်ပြီးအကူအညီတောင်းပန်ခဲ့ပါတယ်။သူတောင်းဆိုခဲ့တဲ့အရာကတော့သူ့ရဲ့မှတ်ဉာဏ်စိုးတွေကိုဖျောက်ဖျက်ပေးဖို့ပါပဲ။သူကဗီဒီယိုနဲ့ပတ်သက်တဲ့အမှန်တရားသူတို့ဟာတားပါတွေဖြစ်တယ်ဆိုတဲ့အသည့်ကိုမိပြချင်နေခဲ့ပါတယ်။စိတ်ညှို့ပညာရှင်ကသူ့ရဲ့မှတ်ဉာဏ်တွေကိုခွဲထုတ်ပြီးနာကျင်စရာအမှန်တရားကိုသိနေတဲ့အိုတယ်စုနဲ့ဘာမှမသိထားတဲ့အိုတယ်စုဆိုပြီးနှစ်ယောက်ခွဲထုတ်လိုက်ပါတယ်။နင်းနေဖူးဖွေးလုံနေတဲ့တောအုပ်တစ်ခုထဲမှာအိုတယ်စုတယောက်နိုးထလာခဲ့ပါတယ်။မကြခင်မှာပဲမီတိုရောက်လာပြီးသူ့ကိုပွေ့ဖက်လိုက်ပါတယ်။ငါ့ကိုချစ်လာလို့မီတိုကမင်းလိုက်တဲ့အခါအိုတယ်စုကပြန်လဲဖွေ့ဖက်လိုက်ပါတယ်။ဒါပေမဲ့ကင်မရာကအိုတယ်စုရဲ့မျက်နှာကိုအနီးကပ်ပြသလိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်နှာပေါ်မှာပေါ်လာတဲ့အပြုံးဟာရကျင်စရာကောင်းတယ်လို့ငိုကျင်စရာကောင်းတယ်လို့ဖြစ်နေခဲ့ပါတယ်။သူတကယ်ပဲအရာအလုံးကိုပေးသွားခဲ့တာလားဒါမှမဟုတ်နာကျင်မှုကိုမျိုးသိကြီးဖန်ဆောင်နေတာလားဆိုတဲ့ပရိသတ်တွေရဲ့တွေးခေါ်မှုအပေါ်မှာပဲခြံထားခဲ့ပါတယ်။ဒီလိုနဲ့အတိတ်ရဲ့အရေးဆိုးတွေဟာဘယ်တော့မှပျောက်ကွယ်မသွားခဲ့ပဲနှင်းပြူတွေအောက်မှာဟာဝါဒဖုံးကွယ်ခံလိုက်ရပါတော့တယ်။